ရာပန်ဆယ်နှင့်ငါးအဖြစ်အသွင်ပြောင်းခံရသောမင်းသားဟိုရှိရှိတုန်းကအလွန်ဝေးကွာလှတဲ့အရက်ဒေသတစ်ခုမှာရွှေအိုရောင်ဆန်ရွယ်ရှည်ကြီးတွေကိုပိုင်ဆိုင်တဲ့ရာပန်ဆယ်လို့အမည်ရတဲ့မင်းသမီးလေးတစ်ပါးရှိခဲ့ပါတယ်ခမီလာလို့ခေါ်တဲ့ဆုံးမကြီးဟာရာပန်ဆယ်ကိုမြင်မချင်းမြောင်းတဲ့မျှော်စင်အိုကြီးတစ်ခုထဲမှာချုပ်နှောင်ထားပြီးဘယ်တော့မှအပြင်ထွက်ခွင့်မပေးခဲ့ပါဘူး။ဒီနေ့မှာတော့ဆုံးမကြီးဟာဖန်ငါးကန်လေးတဲကငါးတကောင်ကိုယူလာပြီးမျှော်စင်အောက်ကနေရာပန်ဆယ်မင်းရဲ့ရွှေရောင်ဆန်ရွယ်တွေကိုအောက်ကိုချပေးစမ်းလိုက်လို့အော်ဟစ်လိုက်ပါတယ်။ရာပန်ဆယ်ကသူမရဲ့သပင်တွေကိုချပေးလိုက်တဲ့အခါဆုံးမကြီးဟာအပေါ်ကိုတွယ်တက်လာပါတယ်။ဒါပေမဲ့လက်ထဲမှာငါးကန်ကိုကင်ထားရတော့တက်ရတာတော်တော်လေးခက်ခဲနေပုံရပါတယ်။မျော်စင်ပေါ်ရောက်တာနဲ့ဆုံးမကြီးကရာပန်ဆယ်ဒီငါးကိုခဏကင်ထားစမ်းလို့ခိုင်းလိုက်ပါတယ်။ငါးလေးကချစ်စရာကောင်းပေမဲ့တစ်ခုခုကိုကြောက်လန့်နေသလိုကြည်ကြနေတဲ့ပုံစံမျိုးပါ။ဆုံးမကြီးကရာပန်ဆယ်နားထောင်စမ်းဒီငါးကိုနေအောင်ထဲဘယ်တော့မှမထားနဲ့ဒါဟာငါ့ကိုရောနင့်ကိုပါအစိတ်သင့်စေနိုင်တဲ့အစိတ်ရှိတဲ့ငါပဲလို့ချင်းချောက်ပြီးတောထဲကိုပြန်သွားပါတယ်။ရာပန်ဆယ်ကငါးလေးကိုကြည့်ပြီးတနာနေမိပါတယ်။တနာစရာလေးတို့နှစ်ယောက်လုံးအကျဉ်းချခံထားရတာတူတူပါပဲလားလို့ပြောနေတော့မှပဲထူးဆန်းတဲ့အတန်တစ်ခုထွက်လာပါတယ်။ငါပါရာပန်ဆယ်ငါဟာမင်းသားရော့ပါမင်းသားကသူဟာရာပန်ဆယ်ကိုကယ်ဖို့ကြိုးစားတော့ဆုံးမကြီးရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးငါအဖြစ်အသွင်ပြောင်းခံလိုက်ရကြောင်းရှင်းပြပါတယ်။ဒီဆုံးမန်နန်ကနေအောင်ကြီးနဲ့ထိတွေ့ရင်ပြက်ပြဲသွားမှာပါငါ့ကိုပြတင်းပေါက်နာကိုရွှေ့ပေးပါမလို့တောင်းဆိုပါတယ်။ရာပန်ဆယ်ကငါးကန်လေးကိုပြတင်းပေါက်နာယူသွားလိုက်တဲ့အခါနေအောင်ကြီးတွေဝင်းကနေဖြစ်သွားပြီးဆုံးမန်နန်ပြက်ပြဲကမင်းသားလေးပြန်ဖြစ်လာပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဆုံးမကြီးခတ်မီလာပြန်လာနေတာကိုတွေးလိုက်ရပါတယ်။ရာပန်ဆယ်ကအကြံတစ်ခုရသွားပြီးမင်းသားကျမတို့မှာတခြားနည်းလမ်းမရှိဘူး။ကျမနှစ်ယောက်လုံးကိုဒီကနေလွတ်အောင်ကယ်ထုတ်ပါမယ်လို့ပြောလိုက်ပါတယ်။ဆုံးမကြီးဟာအရင်တိုင်းပဲသပင်ကိုတွေ့ပြီးတက်လာနေတော့မှရာပန်ဆယ်ကသူမရဲ့ဆန်ရွယ်ရှည်ကြီးတွေကိုဟိုဘက်ဒီဘက်အားနဲ့လွှဲလိုက်ပါတော့တယ်ပြီးတော့အားနဲ့ပြစ်လွတ်လိုက်တဲ့အခါဆုံးမကြီးဟာရက်လိုက်ဆန်လို့အော်ဟစ်ရင်တောနက်ထဲကအမြင့်ဆုံးတစ်ပင်ကြီးပေါ်ကိုလွင့်စင်ကျသွားပါတော့တယ်။နောက်ဆုံးမှာတော့ရာပန်ဆယ်နဲ့မင်းသားလေးဟာမျှော်စင်အောက်ကိုဘေးကင်းစွာဆင်းလာနိုင်ခဲ့ပါတယ်။မင်းသားကလေချွန်လိုက်တဲ့အခါသူ့ရဲ့မြင်းဖြူလေးဟာအဝေးကနေပြေးလာခဲ့ပါတယ်။တတိရှိရဲ့ဒီဆုံတွဲဟာနန်းတော်ကိုပြန်သွားကြပြီးထာဝရပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်။